နိုင်ငံကြီးမှာဘာမှတိုးတက်မှုမရှိတော့ဘဲနဲ့ကောင်းခဲ့စဉ်အချိန်ကနေတကယ်လဲအဆင့်တန်းတွေကအရန်ကွာသွားပါတယ်။မြောက်ကိုရီးယားနိုင်ငံကြီးဖြစ်နေတာပေါ့နော်။ဒီမှာကတော့ graphic designer ပါ။တက်34နှစ်အိမ်အောင်မရှိပါသမီးလည်းမရှိပါဘူး။ငုံမှာတော့ company အလုပ်ကိုလုပ်နေ production ပေါ့နော်။ပျော်ပါပါတယ်နေပါတယ်အလုပ်တွေလည်းအများကြီးလုပ်တယ်။အဲ့ကနေပြီးတော့ဆက်အာဏာတိန်သွားတော့ပုံစင်းတော့တိတိတတ်တာကိုတက်လာရုံးမှလည်းလုံပါလာတော့ salary တွေ short တာတွေဖြစ်တယ်ပြီးတော့မိသားစုလည်းရှိတယ်အဲ့တော့အလုပ်လုံးမှဖြစ်မယ်ဆိုပြီးတော့အဲ့ဒီအလုပ်ကိုဆက်လုပ်ဖြစ်တဲ့အချိန်မှာတော့ဒီရုံးမှာကကျန်းမာရေးဝန်ကြီးဌာနတို့ပညာရေးဝန်ကြီးဌာနတို့အဲ့ဒီနဲ့ဆက်နွယ်ပြီးအလုပ်လုံးတွေကတော့စိတ်ကောင်းနဲ့မကင်းရှင်းဘူးဆိုတဲ့ဟာကိုသိပေမဲ့ငြင်းဆန်လို့တော့မရဘူးပေါ့နော်အရင်တော့ကတော့ပြီးသွားဖို့ခေတ်အထက်တန်တယ်ဒါပေမဲ့အခုချိန်မှာလက်ပြလုံတာလားလို့နှုတ်ပဲပြောနေတယ်လို့အဲ့လိုစားပြီးချောင်းနေပါတယ်ကိုယ်တိုင်လည်းမသွားကျင်တော့မျိုးထွက်ကစားလို့ဖုန်းနေစစ်တယ်ဖက်ပုံနေစစ်တယ်ဟမ်မတင်လို့ပတ်စံလည်းပေးရတဲ့ခါရှိတော့ကြောက်တာလည်းပါတယ်ရုံးနဲ့အိမ်နဲ့ရုံးပြီးရင်ပြင်သွားစရာလို့ပြရတိုင်းပဲရှိတော့တယ် trust တွေကလည်းများစိတ်ဖေးကြတယ်မရှိတော့ပြရတိုင်းတော့ပြရတော့ပေါ့အဲ့လိုမျိုးနဲ့လည်းစိတ်ကိုကြောက်အောင်နေရတဲ့အပိုင်းဖြစ်သွားပေါ့ဒီတော့ဆိုဖားလှလှလေးတို့ဘာကျင်လေးရှိရပေါ့နော်အခုကျတော့သူကအရက်သမားလို့ဖြစ်သွားဈေးပေါ်တဲ့ဆိုင်ယူအထိုင်တော့ပြီးရောအဲ့လိုပုံစံမျိုးဖြစ်ကုန်တာပေါ့နော်မတော်ငယ်ကလက်သွားတော့အဲ့ဆိုရင်ကျွန်တော်တောက်မှအရက်လောက်ပဲတောက်တာပေါ့နော်ကြော်ပါယုံငယ်ချင်းနဲ့တွားကြရဲအခုနောက်ပိုင်းကလေးတွေကကေတို့အီတို့ happy water တို့တောက်မှသူတို့ကကြော်တာနောက်ပြီးတော့အဲ့လိုပုံပေါ်မှာထုံကလေးတွေနဲ့တကယ်ကိုလွယ်လင်းတကူသုံးဆွဲနေကြတွေ့ရတယ်ဒီတိုင်း19-20ဖြစ်နေတာပေါ့နော်ဒီဥစ္စာတွေကဘယ်အဝင်လဲတရုတ်ဘက်ကတရုတ်ရဲ့နေသက်ကိုစိတ်ကောင်းကြီးဆောင်တယ်သူတို့ကလွှတ်ပေးလိုက်တယ်ဒီလိုမူရင်းနေမှာသူတို့ပြန်ပြီးတော့ဘာမှမလုပ်ပါနောက်ပြီးတော့နီးအောက်လျှောက်ကြီးပြက်တယ်ကော်ဖီဆိုင်တွေပါဆိုလို့ရှိရင်နီးပြက်လို့နီးသက်ဖွင့်ပြီးတော့ကော်ဖီဆက်ကိုနီးပေးဖို့တောင်မှစီမရှိလို့မီးမလာတဲ့အချိန်မှာကော်ဖီမရပါဘူးဆိုရဲဆိုင်းဘုတ်တွေထုတ်လာတာကြုံရတယ်ပြီးတော့တခြားနိုင်ငံသွားလို့ရှိရင်ကနေစိမ့်မှာဖန်ခံရမှာလားနောက်ပြီးတော့လုံးမရလို့ရှိရင်ရောရက်တီလို့ရပါမယ်ပြီးတော့ကြောင့်မကလုံးလို့ရှိရင်ကြီးများတဲ့နေရာမှာပါတော့နော်ဒီထက်ပိုဆိုရမယ်လို့ကိုယ်ထင်တယ်ကြောက်တာလည်းပါတယ်အခုတော့မှဒီလိုပျက်စီးနေတဲ့အိုင်ကိုခံစားပြီးတော့ကိုယ်တိုင်နဲ့စိတ်သက်တော်တော်ကြားသွားတယ်လို့ထင်တယ်ပြီးတော့နိုင်ငံတော့နိုင်နေကြတယ်ဒါပေမဲ့ခုပဲ34နှစ်ဆိုတော့ကျွန်တော်ကမကွေးတိုင်းမှာတောင်သူတယောက်ပေါ့နော်အသက်ကတော့38နှစ်ရှိပြီပေါ့ဗျာအာနာမသိငင်ကတော့ကျွန်တော်တို့ကလုတ်ကင်စားတောက်လို့အရှင်ပြေတယ်ပေါ့ဗျာအာနာသိမ့်လိုက်ပြီပေါ့ဝိုင်းလာရေးကအစအကုန်လုံးခက်ခဲတယ်ပေါ့ရောင်းရေးဝယ်ရေးအကုန်လုံးပေါ့ဗျာကုန်စည်နှုန်းကအစပေါ့နော်ကျွန်တော်တို့ကမျိုးပေါ်မသွားရဲတာတို့ကိုယ်လေကိုရာကိုမလုံရဲတာတို့ဖြစ်ပေါ်လာတာပေါ့2023မှာကျွန်တော်တို့ဘက်ဒီကိုသူတို့ကစစ်ကြောင်းထိုးတာတို့လူဆွဲတာတို့လုပ်လာတယ်စစ်ကောင်စီနဲ့ပတ်သက်တဲ့လူတွေကြတော့ရွေးထုတ်လို့ရတယ်စစ်ကြောင်းထိုးကလည်းဒီလက်နက်ကြီးတွေနဲ့ထုတယ်ဝင်လာပြီးတော့မှသူတို့ပါတဲ့လက်နက်တွေနဲ့တွေ့ရတယ်ကိုပြည့်တော့ကြတော့အိမ်မွေးနွားတွေတည်တယ်လေသမားတွေဆိုလို့ရှိရင်ပြေးကြရတာပေါ့နွားတွေဝက်တွေကတော့ဒီတိုင်းထားခဲ့ရတာပေါ့နော်လက်နေကြီးပထမဆုံးကြာတော့ကတော့ကလေးတွေကတော့ပြောမပြတတ်လောက်အောင်ပဲကြောက်ကြတာပေါ့ကောင်းကင်မှာလင်းရင်ပြန်တာတို့ဆိုရင်ကလေးတွေကအခုချိန်ကြီးတော်တော်လေးကြောက်တုံးပဲကျွန်တော်တို့ဒီမြို့နယ်ရဲ့စီကြောင်းထိုးတဲ့အုပ်စုမှာကတော့အိမ်နေမီးရှို့တာအစအကုန်လုပ်တယ်ပြီးတော့သူတို့က PDF ကိုတိုက်ချင်တာလားပြည်သူကိုပဲဒုက္ခပေးချင်တာလားဆိုတော့ကအခုချိန်ကြီးမသေးခွဲဘူးအခုလက်ရှိလေသူတို့က PDF မရှိပါလေနဲ့ကိုပဲရွာကိုလက်နေကြီးနဲ့ထုနေတာလက်နဲ့ကြီးကြာတော့ဆိုလို့ရှိရင်ပထမစပြေးတာကတော့6မြောက်ဘက်ကရွာအဲ့ရွာကပံပိုးပေးတယ်အဲ့ရွာကိုလက်နဲ့ကြီးကကြာတဲ့အတွက်အဲ့ရွာကပါထပ်ပြီးဆောင်းရတဲ့အတွက်ຢာတော့ထဲမှာအကုန်လုံးနှင်းပြီးမှအဲ့လိုတချို့ဆိုအခင်းတောင်မပါဘူးအကုန်လုံးက
ဒီအေးပတ်ပြီးနာစီချောင်းဆိုးတွေကအကုန်ဖြစ်ကုန်တာဟုတ်တက်ကြီးရွယ်ဦးတွေက2ယောက်ဆုံးသွားတယ်ပေါ့နော်ကလေးတွေဘာတွေအစား PDF ကနေပြီးတော့စောင့်ရှောက်ပြီးရှေ့ကူပေးရတာရှိတယ်ရွာသူရွာသားတွေကလည်းမြေမြုံမိုင်းစီမတာလဲရွာကိုစစ်ကောင်စီကလာမယ်ဆိုတာသိရမှာဖြစ်တယ်စပါးသိရမယ်လောက်ရမယ်ကဲရမယ်ဆိုရင်သွားရိတ်ခံနိကံမှာပဲဒီလမ်းလေးတော့ဖွင့်ပေးပါအောင်ဆိုပြီးတော့မြေမြုံမိုင်းတွေဖြုတ်ခိုင်းတယ်ရိတ်တယ်ပေါ့နော်ကျွန်တော်သားအကြီးကောင်ကတက်မယ်ဆိုရင်ရှစ်တန်းပေါ့သူကလည်းစစ်ကောင်စီအုပ်ကလေးကမတက်တော့ဘူးအငယ်ကလေးလေးဆိုလို့ရှိရင်လည်းအခု4နှစ်ရှိသွားပြီသူဆိုဘာမှမတက်သေးဘူးရွာပဲတော်တော်များများမှာစစ်အစိုးရအကြောင်းတွေကတော့အကုန်ပိတ်ကုန်ပြီပညာရေးနဲ့ပတ်သက်ပြီးတော့ကလေးတွေရဲ့မျှော်လင့်ချက်ကမဲ့နေသလိုကိုဖြစ်နေပြီသူကဒီစီရေးကိစ္စပြီးမှကိုယ့်အိမ်ကိုယ်ရာပြန်ပြီးတော့ကိုယ့်လုပ်ငန်းကိုလုပ်ရမယ်လို့ထင်ပါတယ် PDF တွေလက်အင်အားကလည်းလူဝင်မဲ့စိတ်ဓာတ်နဲ့တိုက်နေတာဆိုတော့မကြတော့ဘူးလို့ထင်တာပဲလောလောဆယ်ကတော့ရန်ကုန်မှာပဲနေနေပေါ့နော်အသက်ကတော့30ပြည့်တော့မှာပေါ့လက်ရှိကတော့ရုံးအလုပ်လည်းလုပ်တယ်ဗီဒီဟောတဲ့အပိုင်းကတော့ site job ပုံစံမျိုးလုပ်နေရပေါ့အဓိကကတော့ Terra သုံးတယ်ပြီးတော့ Oracle ကဒီနဲ့ဟောတာမျိုးတွေရှိတယ်အများအပြားကတော့လာမေးတဲ့သူတွေကဝန်ထမ်းနဲ့လုပ်ငန်းရှင်တွေများရတယ်ပေါ့အာနာသိမ့်မိနောက်ပိုင်းကငွေကြီးအကျက်တွေပို့ပြီးများလာတယ်ပေါ့နော်ကိုရီးယားလည်းအာနာသိန်းထားတဲ့အုပ်စုကိုငုံကြတာဆိုတော့ဒီကောင်တွေနဲ့ဆက်ဆက်ပြီးတော့လှုပ်လို့ရမယ့်အရာမှန်သမျှမလှုပ်ချင်ကြတဲ့အချိန်လေးဖြစ်လာတဲ့အချိန်မှာတုံတုံကိစ္စဆိုရင်ရဲတိုင်တာပါညာမရှိတော့ဘူးလူမှုရေးရဖြည့်ရှင်းမဖြည့်ရှင်းရင်တခြားနည်းမျိုးစုံနဲ့ဖြည့်ရှင်းတယ်ပေါ့နော်ဖျားသွားပြီးတော့ရရချီလိုက်တာမျိုးတို့ပြီးတော့အဆောင်လက်ဖွဲ့တွေစောင့်ကြရတယ်ဘေးရင်နေမေးကြတယ်ပေါ့အသေးဖွဲကိစ္စလေးတွေအစမေးကြတဲ့အချိန်မျိုးပေါ့နော်ဒီဘေးရင်ရရလောကမှာဘူးတစ်တွေလည်းပုံများလာတယ်အားလုံးကလည်းစိတ်ဝင်စားလာပေါ့နော်ဖိုးတို့ဒီဦးလေးတွေကတော့ဗီဒီလုတ်ကြတယ်ဒါပေမဲ့ကိုယ်တိုင်လည်းတစ်သက်လုံးဘယ်တော့မှမယုံခဲ့တဲ့အရင်ကဖာသာမဲ့ဖြစ်ခဲ့တာပေါ့နော်အသက်21ဝန်းကျင်လောက်မှာဒီဥပဒေကြောင်းအရလူမှုရေးအရာလည်းဖြည့်ရှင်းရခက်ခဲတဲ့လူမှုရေးပြဿနာတွေကြုံတဲ့အချိန်မှာကိုဘာလုပ်လို့ရမလဲဆိုတဲ့နည်းကိုလိုက်ရှာတဲ့အချိန်မှာဗန်ဘီယာပညာမှော်ပညာကိုတွေ့ခဲ့တယ်ဒါတကယ်လည်းပြည်လည်ခဲ့တယ်ပရိသေခေတ်မှာကလေးကနန်းတွင်ကဒီအခါတော်ဘေးဒီပုံနာဒီဘေးရင်ဆရာတွေရှိတယ်ပေါ့နော်ဒီအာနာသိန်းချင်းကိုသဘောကျလို့ဒီအစီရင်တွေလုပ်တဲ့အခါမှာလည်းလိုက်လုပ်ပေးနေတဲ့လောကီပညာရှင်တွေရှိတယ် maybe ဘယ်လိုမျိုးရှိနိုင်လဲဆိုတော့သူတို့ကဘာနေနံရှိတဲ့မြို့ကလူတွေကိုတတ်မယ်ဆိုတဲ့ပုံစံမျိုးကိုပါတွက်ချက်ပြီးလုပ်နေတဲ့ကိစ္စမျိုးတွေပေါ့နော်အများအဖြစ်တော့ဒါနေသာလူချုပ်ကိုဘယ်ရာထူးပေးမယ်ဆိုတဲ့ကိစ္စတွေကစလို့အသေးစိတ်ကအစဒါသူတို့ကိုးကွယ်နေကြဆရာတော်တွေကဘေးရင်ရရသဘောနဲ့ညွှန်ကြားနေလေးရှိတယ်သူတို့ကဘယ်လိုယူဆလဲဆိုတော့အမျိုးသမီးအုပ်ချုပ်တာဒီနိုင်ငံတစ်ခုအတွက်နှိမ့်ကျသွားစေတယ်ဆိုတဲ့အယူဆမျိုးရှိတယ်ဒီဒေါအောင်ဆန်းစုကြည်ဒီဗုဒ္ဓဟောတဲ့ပုံစံမျိုးသွားတာကိုသဘောကျတယ်အဲ့တော့သူတို့လှုပ်ချင်တယ်လို့လှုပ်ခွင့်မရမယ့်ကိစ္စတွေကိုသူတို့ကမကြိုက်ဘူးဒီနှစ်ထဲမှာပေါ့နော်ခေါင်းဆောင်အပိုင်းမှာအပြောင်းလဲရှိလာမယ်ပြီးတော့ဒီနိုင်ငံတကာကဝင်ရောက်ပြီးတော့ကူညီတဲ့အရာတွေရှိလာမယ်လို့ထင်တယ်ပေါ့နော်ပြီးတော့ဒီလိုမမြင်ရတဲ့မှန်းမရတဲ့အရာတစ်ခုခုကနေပြီးတော့အပြောင်းလဲကိုတည်ဆောင်လာပေးမယ်ဆိုတဲ့ယူဆမျိုးရှိတယ်မျှော်လင့်ချက်တစ်ခုဖြစ်လာတာမျိုးပေါ့ကျွန်တော်ကရန်ကုန်မှာနေတယ်အသက်53ဒီမှာပဲအခြေကျနေတယ်အနှစ်30လောက်ရှိပြီအိမ်အောင်ရှိတယ်ကလေး3ယောက်ရှိတယ်သား2ယောက်သမီး1ယောက်ကျွန်တော်အလုပ်တွေကတော့ money changer လုပ်တယ် export import လုပ်တယ်စိတ်ရွှေရနာဆိုင်ဖွင့်တယ်မြန်မာပြည်ရဲ့စီးပွားရေးအခြေအနေကတော့တမာရိုးကျလောက်ရတဲ့လူတွေအတွက်ကတော့အဆင်မပြေပါဘူးစစ်ဗိုလ်ချုပ်တွေနဲ့ပတ်သက်တဲ့ကုမ္ပဏီတွေသူတို့သားသမီးတွေရဲ့ကုမ္ပဏီတွေဒါတွေလောက်ပဲအဆင်ပြေတာရှိတယ်အခုကျွန်တော်တို့စီးပွားရေးသမားတွေကိုတော့အဆအရပိတ်ဆို့ထားတာအဓိကကတော့လူတိုင်းခတ်နေအောင်အဲ့ဒါမှသူတို့နဲ့ပြိုင်မလုပ်နိုင်မှာအဲ့ဒါမှသူတို့ပတ်စံများများရမှာအစိုးရပုံစံမျိုးနဲ့ရတဲ့အခွန်အခတွေကတော့သူတို့ international ကလက်နက်ဝယ်တာစီဝယ်တာတုံးတယ်
ကျွန်တော်ရန်ကုန်မှာမန်နီချင်ညာတစ်ခုဖွင့်ထားတာရှိတယ်အဲ့ဒီဘလောက်မှာတော်ကြနေရွှေသမားတွေဖမ်းလိုက်ဒေါ်လာသမားတွေဖမ်းလိုက်အဲ့လိုဖမ်းစည်းတွေကဇက်တိုက်ဖြစ်လာတော့ဒီရဲ့စိတ်ဖြစ်ပြီးမှုကိုမခံနိုင်တဲ့ခါကျတော့စိုင်အောင်ပိတ်လိုက်တယ်ဒေါ်စန်းစုကြည်လက်ထက်မှာဗမာအာမခံဘလောက်ထားရမယ်တတ်မှတ်တဲ့စီကံချက်နဲ့ကိုက်ညီတယ်ဆိုလို့ရှိရင်ဘသူမဆိုငွေရှိုံနဲ့လုပ်ငန်းလိုက်စီရှောက်လို့ရတယ်လုံးနိုင်တဲ့လူလှုပ်ဆိုတဲ့ပုံစံမျိုးအခုတော့မရတော့ပတ်သက်ရပတ်သက်ကြောင်ဖြစ်ဖို့လိုတယ်အစိုးရကလည်းသူ့ရဲ့ငွေကြေးလိုအပ်ချက်ကိုငွေဆက်ကူကိုဘယ်လိုရိုက်လို့ရိုက်နေမှမသိဘူးဒါကလည်းအစမတန်ရိုက်နေနေတဲ့သဘောရှိတယ်ဒါကလည်းငွေဖောင်းပွားတဲ့ထဲမှာအကြောင်းတစ်ခုဖြစ်နိုင်တယ်အဲ့တိုင်းပဲဆက်ပြီးဖောင်းပွားနေမှာပဲဘာဖြစ်လို့လဲဆိုတော့လူထုကအကြောက်လန့်နေတာအစိုးရဘုံမှာပြည်သူလူထုကယုံကြည်မှုမရှိတဲ့အတွက်ကြက်ငွေကိုမယုံငွေရှိတဲ့လူကရွှေလိုက်ဝယ်တယ်မြေလိုက်ဝယ်တယ်ကားလိုက်ဝယ်တယ်တခါဒေါ်လာဝယ်တယ်အဲ့တော့ကြက်ငွေကဖောင်းပွားလာတယ်အခုလာကကောင်းကောင်းပေးနိုင်တော့မှစကေးလေးပါရှားသွားပြီနိုင်ငံခြားထွက်ကုန်စစ်မှုထမ်းဥပဒေကြောင့်ဝယ်ယုံသုံးကအများကြီးသွားကြတာpassport နဲ့သွားနိုင်တဲ့လူက passport နဲ့သွားတယ်ပညာသင်ပုံစံမျိုးနဲ့သွားတာရှိတယ်လက်ပေးလက်ယူပုံစံမျိုးနဲ့နားလည်မှုနဲ့သွားတာရှိတယ်တချို့မတက်နိုင်တဲ့လူတွေကတော့နေဆက်ကထွက်ကုန်တယ်လေအခုအားလုံးလေပတ်နေတယ်ဆိုတာကလက်ပေးလက်ယူနဲ့ပဲလေပတ်နေတာအစင်းစင်းပေးရတဲ့အမောင့်တွေကဘာကိစ္စလေးမဆိုအရင်တော့ရဲစခန်းထောက်ခံချက်တို့ရဝတထောက်ခံချက်တို့တွဲယူမယ်ဆိုဘယ်ရွေးဘယ်အများဆိုပြီးတော့မပေးအောင်ကိုယ့်ပစ္စည်းအခိုးခံရတယ်ရဲစခန်းမှာအမှုတော့ဖွင့်မယ်သူတို့မြန်မြန်ဆန်ဆန်စိတ်ပါလက်ပါလှုပ်ပေးအောင်လို့အရင်က9000သိန်းပေးရတယ်ဆိုအခု9သိန်းလောက်မှမရရင်ဒီဥစ္စာကိုမလှုပ်ပေးဘူးရှုံးနေပတ်တွေကိုမပေးပဲကူးလို့ရတာလို့မေးသလိုပေါ့တူတူလေးမြောင်းလို့ဆိုလို့ရှိရင်တော့ရတာပေါ့ပင်လေလောက်ဆိုရင်တော့အဲ့ဒီပဲကူးသွားရုံပဲရှိတာပဲလေ